အလူဆိုတာပါရမီလေးဆိုင်တာစေတနာနဲ့ပါရမီတွဲရှိတာရှိရမှာဘာသာတိကပါရမီလူဆိုတာဖြစ်ပေါ်ရဲ့ရာအလူဆိုတာစေတနာနဲ့ဆိုင်တာအလူဆိုတာပါရမီနဲ့ဆိုင်တာအလူဆိုတာစေတနာနဲ့ဆိုင်တာအလူဆိုတာပါရမီနဲ့ဆိုင်တာစေတနာနဲ့ပါရမီရှိရမှာဘာသာတိကပါရမီဆိုတာဖြစ်ပေါ်ရဲ့ရာတကယ်လို့သာသိရတာဒီကိုမလို့ပါဒီကိုဝါဖြစ်ပြီးအပြည့်လေးပြီးလာသူတဲ့နဲ့ဆုံးလို့ခြင်းနဲ့ဆုံးမိတဲ့ကားထိုအားလုံးသူတဲ့နဲ့ရာဘဝတရားတောင်းရတဲ့ပြည်နာမြတ်ပြားပေးတဲ့ခပါလေးနဲ့ပြည်ရာယခုပြည်ရဲ့ရက်နဲ့ဒီပါမန္တကြီးနဲ့ဒေဝဆင်းကွာအတုတရားကြီးစီမံချက်တန်ကွာအလူမာကြီးစကားလေးချက်တန်ကွာတဏှာတော်ရှင်မြတ်များစွာရုပ်ရည်တဲ့ပြည်တဲ့ထောက်ကွာဒီဝိကတဲ့ဒီတဲ့တရားတရားဒီဝါစွာငါဘဝတရားတော်သာယရတဲ့ဒီကံကမတ်ဘုံနိဗ္ဗာန်ကိုသူပြောပြောဆံရရမှာအားလုံးကြောက်အားပေးတာတော့အဲ့ဒီကံအားလုံးသိချမ်းသာကိုကိုချမ်းသာကြပါစေလို့ကျွန်တော်သူသိမှုအောင်သူ့ဘဝတောင်းလိုက်ပါမယ်အလူဆိုတာပါရမီနဲ့ဆိုင်တာအလူဆိုတာစေတနာနဲ့ဆိုင်တာအလူဆိုတာပါရမီနဲ့ဆိုင်တာစေတနာနဲ့ပါရမီတွဲရှိတာရှိရမှာဘာသာတိကပါရမီလူဆိုတာဖြစ်ပေါ်ရဲ့ရာတရားရောစာသိရတာဒီမဟုတ်ဘူးကွာဒီကိုဝါတို့အပြည့်နဲ့ပြီးလာသူကလည်းဆုံးလို့ဒီနဲ့ဆုံးနေပြန်တဲ့ကကိုယ်အားလုံးလူတိုင်းရဲ့ရာဘုရားတရားအောင်သာနဲ့ဒီကနာမြတ်ပြားပေးတဲ့နတားလေးနဲ့နတိစီရာယခုကြည့်ရရက်နဲ့ဒီဟာမကြကြည့်တဲ့ဘဝဆင်းရဲသူအားအလုတကားကြီးစီမံချက်တန်သူအားအလူမာကြီးတရားကြီးချက်တန်သူအားတန်ဃာတော်ရှင်မြတ်များစွာရုပ်နဲ့နေရဲ့ပဋိတ္ထောက်ကုန်လားကျွေးနေတဲ့ကဒီနေ့တရားတရားသူအားသူအားနောရတရားတော်တာဝိဒါအပိဓမ္မတာနတ်ဘုနိဗ္ဗာန်ကိုသူပြောပြောဆင်းရဲရမှာအစီအစဉ်တွေလက်ဖတ်တာနေအားပြီးတော့